3သိန်းကျော်4သိန်းဝန်းကျင် iPhone တစ်လုံးကအခုလိုမျိုး call recording ပါနေတယ်call recording ပါတာများထူးဆန်းလို့လားငါတို့ Android တွေမှာဆိုရင်2သိန်း3သိန်းအစပြီး call recording ပါတယ်လို့ပြောရင်တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒါ Android တွေမှာအရင်မထူးဆန်းပေမဲ့ iPhone တွေမှာကျွန်တော်ထူးဆန်းတယ်လို့ပဲပြောရပါလိမ့်မယ်ဘာလို့ဆို iPhone တွေမှာအခုလိုမျိုး iOS version 18အထက်ရတဲ့ဖုန်းတွေမှာကျွန်တော်တို့ call recording စပြီးတော့ထည့်ပေးလာတယ်အခုဒီကောင်လေးဆိုရင် iPhone SE 2020ဒီကောင်လေးကတော့နောက်ဆုံး version ထိရတယ်ပေါ့iOS version 18ထိအနှိမ်ဆုံးရတာဆိုရင် iPhone 8s ဖြစ်မယ်ပေါ့ iPhone 8s ဆိုလို့ရှိရင်မြန်မာငွေကျွန်တော်တို့9သိန်းအကျော်မှာရောင်းကြတယ်အဲ့ဒီတော့9သိန်းကျော်မှာစပြီး call record ရမယ်သဘောပေါ့နော်ဒါပေမဲ့ဒီ SE 2020လေးကကျွန်တော်တို့4သိန်းဝန်းကျင်နဲ့ပေါ့နော်ဒီနောက်ဆုံး version ကိုလည်းရနေတယ် iOS 29ထွက်လာရင်လည်း iOS 29ကိုလည်း support လုပ်အောင်မယ်ပေါ့အဲ့လိုမျိုးလည်းရနေတယ် call recording လည်းရနေရဆိုတော့ဒါ iPhone user တွေအတွက်တော့တော်တော်လေးကိုကျွန်တော်တို့ကောင်းတဲ့အချက်တစ်ချက်လို့ပြောရမယ်ဗျ call recording တိုင်းပဲကောင်းတာလားဆိုတော့မဟုတ်သေးဘူး channel feature တွေမှာဆိုရင်လည်းတော်တော်လေးကိုကောင်းတယ်ကျွန်တော်ကင်မရာတွေပါဆိုလို့ရှိရင်လည်းဒီကောင်းအနေနဲ့ရုပ်ထွက်လေးတော်တော်ကိုကြည်တောက်ရှင်းတော်တော်ပြည့်ပြည့်သားသားထွက်တယ်လို့ပြောရမယ်ဗျ application တွေဆိုလို့ရှိရင်လည်းကျွန်တော်မနိုင်တဲ့ application မရှိသလောက်ပဲ mobile legend ပတ်ကြည့်လို့ game မျိုးတောင်မှကောင်းကောင်းဆော့လို့ရသေးရပေါ့နော်အားနည်းချက်အနေနဲ့ပြောရမယ်ဆိုရင် screen size သေးနေတာရယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ battery အားသိမ့်မခံတာကတော့သူ့ရဲ့အဓိကအားနည်းချက်ဖြစ်မယ်ကျန်တဲ့အပိုင်းမှာတော့ကျွန်တော်အားနည်းချက်ဆိုပြီးတော့ရေပိတ်ပြီးတော့မမြင်ဘူးကျွန်တော်ကအခုလိုမျိုးဖုန်းအသေးလေးတွေဆိုရင်များသောအားဖြင့် secondary သုံးလို့ကောင်းတယ်ဆိုပြီးပဲ recommend ပေးတာများတယ်ဒါပေမဲ့ဒီဖုန်းကတော့ကျွန်တော် recommend ပေးနေကြလို့မျိုးမဟုတ်ဘဲနဲ့အဓိက main phone တစ်လုံးအနေနဲ့သုံးမယ်ဆိုရင်တော့မှတော်တော်လေးကိုကောင်းနေတယ်မှာပါတယ်အခုတလောဒီ SE2 လေးတွေတော်တော်လေးကိုစိုက်မှလည်းအဝယ်ကျနေရဗျအရေးအတွက်လည်းတိတ်ပြီးတော့မကြံတော့ဘူးမြန်ဦးထားမှတော့ရမယ်64GB offline ပေါ့နော် 64GB offline လေးတွေဆိုလို့ရှိရင်ကျွန်တော်လက်ရှိရောင်းမယ်ဈေးနှုန်းကမြန်မာငွေ3,800,000နဲ့ရောင်းပြီးတော့အခုလိုမျိုး battery 100လိုကောင်မျိုးလေးတွေဆိုရင်တော့မြန်မာငွေ4,200,000နဲ့ပဲရောင်းချပေးပါမယ်ဗျကြိုက်နေတတ်တယ်ဆိုရင်တော့မန္တလေးမြို့68လမ်း33နဲ့34လမ်းကြားနိုင်အရှိဘက်က Touch Screen Mobile မှာလာဝယ်လို့ရပါတယ်ဗျအားလုံးဆုံးဖြတ်ကြည့်ပေးတော့ကျေးဇူးပါ